management ဆိုတာဘာလဲကျွန်တော်ခုရှင်းပြမယ့်ဗီဒီယိုကြည့်လို့ရှိရင် management ဆိုတာဘာလဲဆိုတဲ့အကြောင်းရှင်းရှင်းလင်းလင်းသိသွားလိမ့်မယ်ဒီဗီဒီယိုကြည့်တင်တာကဘယ်သူတွေကြည့်တင်လဲဆိုတော့ policy maker တွေပြီးရင်အစိုးရရာရှိတွေ management level executive level အရာရှိတွေပေါ့နော်အဲ့ဒီဖွဲ့တွေကြည့်တင်နေပြီးရင်ကျွန်တော်တို့ကျောင်းသားတွေပေါ့နော် master ကျောင်းသားတွေ MBA MTech တို့ MBA တို့အဲ့လိုကျောင်းသားတွေလည်းဒီဗီဒီယိုကြည့်တင်တယ်အဲ့တော့ကျွန်တော်တို့ theory ရဆိုလို့ရှိရင်ဒီ management level မှာ level မျိုးခွဲတယ်ပေါ့ဗျာmicro level meso level macro mega level ပေါ့နော်အဲ့လိုမျိုးခွဲတယ်ဒီနေ့ကျွန်တော်ပြပြချင်တာက meso level management ပေါ့နော်ကျွန်တော်တို့မျိုးအဆင့်ပေါ့နော်မျိုးနယ်မျိုးအဆင့်စီမံခန့်ခွဲမှုကိုဘယ်လိုမျိုးလုပ်လဲဆိုတော့အကြောင်းလေးကိုကျွန်တော်ဒီနေ့ရှင်းပြခြင်းတယ် case study အနေနဲ့မျိုးတစ်ခုရဲ့ရေပေးဝေမှုစနစ်ကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်ရှင်းပြခြင်းတယ်ဆိုတော့ကျွန်တော်လူဖွဲ့စည်းတစ်ခုကကျွန်တော်တို့ကအများတန်းစနစ်တကျဖွဲ့စည်းထားတဲ့လူဖွဲ့စည်းတစ်ခုဖြစ်တင်တယ်ဗျာဆိုတော့အဲ့လိုမျိုးမဖြစ်လို့ရှိရင်စနစ်တကျမဖွဲ့စည်းထားဘူးဆိုလို့ရှိရင်ဖေယိုဖျဲလူဖွဲ့စည်းဖြစ်မယ်ဆိုတော့ကျွန်တော်တို့ဒီသုတေသနတွေလုပ်ကြတယ်ဒါကြောင့်မလို့ကမ္ဘာစင်တက္ကသိုလ်ကြီးတွေမှာ management department တွေဖွင့်တယ် administration department တွေဖွင့်တယ်ဖွင့်ပြီးတော့ငွေကုန်ကြေးကျခံပြီးတော့မှဌာနသစ်တွေဖွင့်တယ်ဆရာတွေကိုခန့်တယ်ကျောင်းသားတွေကိုစာသင်ပေးတယ်ပြီးရင်သုတေသနတွေအချိန်နဲ့ငွေအများကြီးရင်းနှီးမြှုပ်နှံပြီးတော့မှလုပ်ကြရတယ်ပေါ့နော်ဆိုတော့ဒါတွေကဘယ်ဥတီလဲဆိုတော့ကျွန်တော်တို့လူဖွဲ့စည်းကိုစနစ်တကျလေပတ်နေတဲ့လူဖွဲ့စည်းတစ်ခု society တစ်ခုအနေနဲ့တွားဖို့အတွက်ကျွန်တော်တို့ဒီလိုမျိုးသုတေသနတွေကိုအချိန်ကုန်ငွေကုန်ဖန်ပြီးလုပ်ကြတာပေါ့ဗျာဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဒီမျိုးတွေရွာတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးကစနစ်တကျ planning ကောင်းကောင်းနဲ့လေပတ်နေတဲ့မျိုးတွေရွာတွေဖြစ်တင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ management level ကိစ္စရေခုလောက်ကြည့်အောင်အဲ့တော့ကျွန်တော်တို့ဒီရေသုံးချတဲ့အပေါ်မှာမူတည်ပြီးတော့မှကျွန်တော် research လုပ်မယ်ဆိုလို့ရှိရင်ဒါမှဖြစ်တော့ဒီမှာနမူနာပေါ့နော် criteria တစ်ခုစံတစ်ခုကိုကျွန်တော်ယူလိုက်မယ်အဲ့ဒါကဘာလဲဆိုတော့လူတစ်ယောက်ရဲ့တရက်တာရေသုံးဆွဲမှုဗျာအဲ့ဒီမှာရေတောက်တာတွေရေချိုးတာတွေဒီ toilet သုံးတာတွေချက်ပြုတ်တာတွေပါတယ်အဲ့ဒီတရားစာသုံးဆွဲမှုကို26ကနေ40ကာလန်ဆိုပြီးတော့မှသတ်မှတ်ထားတယ်ပေါ့နော်ဒါလေးကကျွန်တော်တို့ဒီ criteria တစ်ခုကိုဒီအခြေခံလိုက်တယ်ပေါ့အဲ့ဒါခံပြီးတော့ကျွန်တော်တို့ဒီမျိုးတစ်မျိုးရဲ့လူဦးရေတိုးတက်လာမှုကိုသွားကြည့်မယ် population data ကိုကျွန်တော်တို့ကင်ဖို့လိုတယ်ဒီမှာ1889ကနေ2014ကြားထဲမှာ population ဘယ်လိုမျိုးတိုးလာလဲအဲ့လိုတိုးလာလို့ရှိရင်ဒီ water consumption ရဲ့ volume လည်းတိုးလာတယ်ပေါ့နော်ဒါလေးကို graph လေးဆွဲပြီးတော့မှ research လုပ်ရမယ်နောက်တစ်ချက်ကကျတော့ကျွန်တော်တို့ဒီရေရဲ့အဲ့မျိုးရဲ့ရေဖြန့်ခွဲမှုပေါ့ဒါနမူနာပေးထားတာရေအရင်းမြစ်တွေဒီမှာဆိုလို့ရှိရင်မြေပုံထဲမှာရေအရင်းမြစ်တွေရဲ့ရေ source တွေရဲ့နေရာတွေရှိမယ်ပြီးလို့ရှိရင်ရေလောင်ကန်နေရာတွေရှိမယ်ပြီးလို့ရှိရင် water distribution network တွေပေါ့နော်ဒီမှာကျွန်တော် network တွေရှိမယ်အဲ့ဒီ network တွေကနေပြီးတော့မှလူတွေကိုရေပေးဝေတယ်ပေါ့ဗျာအဲ့လိုမျိုးရေပေးဝေတဲ့စနစ်ကဒီကျွန်တော်ပုံထဲမှာပြထားသလိုပဲဒီအိမ်တွေကိုပေါ့နော်သူရဲ့လှောင်ကန်နေနဲ့အစင်းစင်ရေပေးဝေကြတယ်အဲ့လိုပေးဝေလို့ရှိရင်ကျွန်တော်တို့ဒီတာမားရှိလူတွေရဲ့ရေသုံးတဲ့ usage အများဆုံးသုံးခုလေးရှိတဲ့ usage ကနှစ်မျိုးပေါ့နော်ကျွန်တော်တို့ဒီ ground water ကိုကျွန်တော်တို့မြေအောက်ရေဝီစီကနေဆက်နဲ့ပန့်နဲ့ဆွဲထုတ်ပြီးသုံးတာရှိမယ်ပြီးလို့ရှိရင်ကျွန်တော်ရေတွင်းတွေပေါ့နော်ရေတွင်းတွေသုံးတာရှိမယ်နှစ်မျိုးပေါ့နော်ကြီးမှသုံးတာအဲ့နှစ်မျိုးနဲ့ကျွန်တော်တို့ဒီလူတွေဘယ်လိုရေသုံးလဲဆိုတာကိုကြည့်မယ်ဆိုတော့ကျွန်တော်တို့ဒီ research လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ population data ကိုခံမယ်ပြီးလို့ရှိရင် criteria တစ်ခုပေါ့နော်စံသတ်မှတ်ချက်တစ်ခုကိုခံပြီးတော့မှအဲ့ဒီလူကြီးရေနဲ့ရေသုံးဆွဲမှုကိုတွက်ချက်လိုက်မယ်တွက်ပြီးလို့ရှိရင်တကယ်စံကဘယ်လောက်သုံးလဲလက်ရှိမြေပြင်မှာတွေ့တဲ့အချိန်မှာဘယ်လောက်သုံးလဲဆိုတော့နှိုင်းယှဉ်ကြည့်မယ်ပြီးလို့ရှိရင်ရေရဲ့ကျွန်တော်တို့ water source တွေပြီးရေလောင်တဲ့ရေလောင်ကန်တွေ water distribution network တွေကိုလိုက်ကြည့်မယ်ရေလောင်နိုင်တဲ့စွမ်းရည်နဲ့ရေပေးနိုင်တဲ့ပမာဏထွက်လာတယ်ပေါ့ဗျာဆိုတော့ကျွန်တော်လူကရေမရှိအသက်မရှင်နိုင်ဘူးဗျာအဲ့တော့ရေမရှိရင်အသက်မရှင်နိုင်ဘူးဆိုတော့ကျွန်တော်တို့ကဒီစနစ်တကျပေးထားတဲ့စီပင်အနေနဲ့ပေါ့ဗျာ government ကနေပေးနိုင်တဲ့စနစ်တကျပေးနိုင်တဲ့ရေမလောက်ဘူးဆိုလို့ရှိရင်လူတွေကတော့သိကြတယ် water ကို ground water တွေကိုထုတ်သုံးမယ်အခုခေတ်ဆိုလို့ရှိရင်ဤပညာမြင့်လာရင် ground water တွေထုတ်သုံးမယ်ပေါ့ဗျာအဲ့လိုသုံးလို့ရှိရင်ကျွန်တော်တို့ဒီ ground water depletion တွေဖြစ်တယ်မြေအောက်ရေဆုံးရှုံးမှုတွေဖြစ်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒီ ground water ကိုကျွန်တော်ဒီလိုထုတ်သုံးမယ်ဆိုလို့ရှိရင်ဒီ aquifer တွေပေါ့ရေအောင်လွှာတွေမှာရေတွေပျောက်သွားတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပုံထဲမှာကျွန်တော်ပြထားတယ်ဗျာပုံမှန်ကျွန်တော်တို့ဒီရေတုံကင်လေးနဲ့ရေတုံကင်နဲ့ကျွန်တော်တို့ဒီနှိပ်ပြီးတော့မှရေထုတ်တဲ့ဒီ pipe ကရင်တော့ဒီမှာရေရှိတော့သူရေထွက်တယ်ဒါပေမဲ့လည်းနောက်ပိုင်းမှာမြေအောက်ရေထုတ်လာတဲ့အချိန်မှာဒီ ground water တွေပဲပေါ့နော် depletion ဖြစ်သွားတော့ဒီမှာရေမထွက်တော့ဘူးဆိုလိုတာကကျွန်တော်ဒီရေသုံးဆွဲမှုတွေမြေအောက်ရေလိုမျိုးသုံးဆွဲမှုတွေများလာလို့ရှိရင်ကျွန်တော်စနစ်မကျတဲ့လူဖွဲ့စည်းတစ်ခုဖြစ်လာတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ဒီမျိုးတစ်မျိုးဒေတာတစ်ခုရဲ့ဒီ
capacity ပေါ့နော် water distribution water capacity water storage capacity ရှိတယ်သူရဲ့ရေကိုလှောင်ထားနိုင်တဲ့ capacity ဖြန့်ပေးနိုင်တဲ့ capacity ရှိတယ်အဲ့ capacity ကိုကျော်လွန်ပြီးတော့မှဥပမာလူတစ်သိန်းဖြန့်ပေးနိုင်အဲ့လူတစ်သိန်းထပ်ပို့ပြီးတော့မှလူ9000ထပ်တိုးလာတယ်ဆိုလို့ရှိရင်အဲ့ဒီ9000ကရေကိုဘယ်လိုသုံးမလဲအဲဆိုတော့အဲ့လိုမျိုးကျွန်တော်အစီအစဉ်တွေရှိဖို့လိုတယ်ဗျာအဲ့လိုမရှိဘူးဆိုလို့ရှိရင်လူဖွဲ့စည်းတစ်ခုလုံးကဖြိုပြဲဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီလိုမျိုးလောက်တာကကျွန်တော်တို့ management လုပ်တဲ့ level တွေအစိုးရ level တွေအများကြီးလုပ်တင်တယ်အဲ့တော့ further study အနေနဲ့မလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီမျိုးတစ်မျိုးရဲ့ကျွန်တော်ခုပြောခဲ့တဲ့သူတေသနမျိုးမျိုးထပ်ပြီးတော့မှလုပ်ချင်လို့ရှိရင် geology တို့ geotechnical တို့ကဒီပညာရှင်တွေနဲ့ aquifer တွေကိုလိုက်လေ့လာတင်တယ်လေ့လာပြီးတော့မှဒီဘယ်လောက်ထိ aquifer က volume storage လောက်ထားနိုင်လဲဘယ်လောက်ထိလျော့သွားနိုင်လဲလူကြီးဘယ်လောက်ကိုဘယ်နှစ်စာပေးနိုင်လဲဆိုတဲ့အချက်တွေကိုတရားစနစ်တရားသူတေသနလုပ်ပြီးတော့မှဒီလိုမျိုးစာတန်းတွေသူတေသနတွေလုပ်ပြီးတော့မှလူဖွဲ့စည်းတစ်ခုကရှေ့ဆက်သွားတင်တယ်ပေါ့နော်